ချစ်မလားခွင် ချစ်မဖို့ကွယ် မြစ်တာထောင်းပါလား မြစ်တာထားမှာပေါ့ချစ်ဆုံးလေးရဲ့ โอเคလား โอเคပေါ့ ဒီရောလေး ဘာလို့ဖြစ်လိုက်တာတော့လို့ဘာလို့ဖြစ်လိုက်တာတော့လဲကောင်းကငါလည်းသိကျင်တယ်လေလို့ဘလို့ဖြစ်ပြီးအဲ့နိုင်ကပြတ်ပြီးတော့ဒီလိုရောက်သွားတော့လို့အာရွှေ့ကျဲတယ်ကွာဒါအမတော်တော်လေးကက်ပြောနေတာငါကြားကျင်တာအားလုံးပဲကျွန်တော်ပြန်လာပါခင်ဗျာကျွန်တော်ကတော့ ATR Ranger ကကိုဆက်ပဲဖြစ်ပါတယ်အော်ဒီနေ့မှာတော့လာပြီးတော့ပို့ပေးထားတဲ့ဗီဒီယိုတွေကျွန်တော်မကြည့်သေးဘူးဗျာကျွန်တော်ကြိုက်တဲ့ဗီဒီယိုသုံးဖို့ကျွန်တော်ကြည့်မှာဖြစ်ပါတယ်အဲ့ဘာဗီဒီယိုလဲဆိုတော့မယားချစ်တဲ့အရာပေါ့ကွာမယားချစ်တဲ့အရာတွေကဘာတွေလဲဆိုတော့ကြည့်ပြန်မှာဖြစ်ပါတယ်အဲ့တော့မယားချစ်တဲ့အရာတွေကဘာမှမသိသေးတဲ့လူတွေဆိုလို့ရှိရင်တော့ကြည့်ကြပါကွာနော်တီးပြီးသားဆိုလို့ရှိရင်တော့လည်းပြန်ကြည့်ကွာနော်တီးပြီးသားဆိုလို့ရှိရင်လည်းပြန်ကြည့်မတီးသေးဘူးဆိုလို့မကြည့်ရသေးဘူးဆိုလို့ရှိရင်လည်းကြည့်ဟုတ်ပြီလားနော်အဲ့တော့မယားချစ်တဲ့အရာတဲ့အဲ့တော့မယားချစ်တဲ့အရာတွေဘယ်သူပြောမှလဲဆိုတော့ကျွန်တော်တို့ရဲ့အပြုံးမင်းသားလေးဆန်းရင်မို့ပေါ့နော်ဆန်းရင်ကိုပြောမှာဖြစ်ပါတယ်မရချစ်တဲ့ရာစကားနေ မြေပြန်ဆိုတဲ့ညီလေးမရချစ်တဲ့ရာ အေးဟုတ်ပြီ စကားနေတဲ့ဖြင့်ရှာမယ်လေလားမြစ်တာဂယုနာမူလီတာရမောထကရှင်မခင်ကသမုရသစ္စာရခပတ်လို့တန်တနာတတ်တို့ခိုင်းပါပဝင်နေဆွဲတဲ့စေတနာ တကယ်အားနဲ့မှန်နဲ့ဆိုတာကွာနော်အားနဲ့မှန်အတန်ကြီးကငကိုရီးယားမှာသူ့ original အတန်ကိုရီးယားပေါင်အားကောင်းတဲ့ဟာသူအားနဲ့စိုက်ပြီးတော့မှန်မှာထည့်ပြီးဆိုတဲ့ခါကျလုံးဝစောမိုင်းလာကွာ ယူနာမူလီတာရမောထကရှင်မခင်ကသမုရသစ္စာရခပတ်လို့တန်တနာတတ်တို့ခိုင်းပါပဝင်နေဆွဲတဲ့စေတနာမြောက်ကျွန်းသူတွေဘလို့ချောတော့တော်မကြနိုင်လားစမ်းရည်ကြိုက်ဖူးပြတယောက်တည်းဖောင်းမလဲနောက်မမြဲသစ္စာစိတ်ချယုံကြည်ပါမင်းအပေါ်ချင်းမျိုးမြတ်တာဂရိသစ္စာမန်တော်ဆိုမှာမင်းအပေါ်ချင်းမျိုးမြတ်တာဂရိသစ္စာမန်တော်ဆိုမှာခင်မင်လေးရာအစင်းသာတို့တူပျော်ရွှင်သောကျင်သာချောလာတဲ့သူကညာပြောပြလို့မကုန်ပါရောကတဲ့ပါရနဲ့ပြဘဝနှစ်ထောင်ချစ်တာစမ်းရည်စိတ်ထဲယောဂနဲ့ဘာလာတော့များဘဝနှစ်ထောင်ချစ်တာတော့မှာအညတောင်ရှိမယ်မထင်ဘူး နော်ဘာရှင်မန်းတင်မောင်းနော်ဘာရှင်မန်းတင်မှာပေါ့နော်အဲ့ဘာကျွန်တော်အသက်ရည်နေဆိုတော့ဘာရှင်မန်းတင်မှာပေါ့နော်သူဆိုထားတဲ့ချင်းအမှန်တော့ကျွန်တော်အဲ့ဒီချင်းကိုဖွင့်ပြအောင်မလို့ပဲမူရင်းရောလေဒါပေမဲ့ဖုံးမပြတာဘူးပေါ့နော်ဒီမူရဲ့မုကိုပဲကျွန်တော်ကြည့်ရတာပို့ပြီးတော့ကောင်းပါတယ်ပေါ့ဘယ်လိုလဲဆိုတော့ဟိုအရင်တုန်းကမူနဲ့ပြန်ရှင်ပြတယ်လို့မျိုးဖြစ်သွားမှာလဲဆိုရယ်ဒါမူကနှစ်ခုကမတူဘူးပေါ့နော်ဆိုတော့တဲ့နှစ်ယောက်တစ်ခုစလုံးကကောင်းတယ်ကွာဒါမူမတူတဲ့အခါကျတော့နှစ်ခုရှင်ပြီးတော့ခေါင်းထဲမှာစဉ်းစားလိုက်လို့ရှင်တစ်မျိုးတစ်ပုံတွေဖြစ်သွားမှာဆိုတော့ကြောင့်ကျွန်တော်ဒီဇိုင်းမိုးဆိုတဲ့ style လေးကိုပဲကျွန်တော်ကြည့်ရပါတော့မိုက်တယ်အတန်လုံးကြီးကတော်ကြီးကိုကောင်းတယ်ကွာဒါရှေ့ဗီဒီယိုတွေမှာကျွန်တော်ပြောခဲ့တဲ့ sign မို့အတန် 4K power တအားကောင်းတယ်အဲဒါကြောင့်မလို့ဒီတချင်းမှာလည်းအားနဲ့မှန်တယ်ဟိုတလုံးချင်းလို့စောင့်ပြီးတော့အားထည့်ပြီးတော့ဆိုတဲ့ခါကျလုံးဝအတန်ကလည်းကြီးတော့ရှိဖြစ်သွားတာကွာ ချစ်တက်လိုက်တာကလေးလေးရဲ့ မင်း အာရတော့ သမီးနေခုနပြောတော့ဒုတိယပြုဖြစ်မခံဘူးဆိုအခုတော့အရေးပြော နဲ့ဘာလာနဲ့ပြဘဝနှစ်ထောင်ချစ်တာစမ်းရည်စိတ်ထဲတညတောင်ရှိမယ်မထင်ဘူးခမညာလို့ ဘဝ2000ချစ်တာကိုစိတ်ထဲမှာတညတော့ရှိမှမထင်ဘူးဟာမိုင်းလိုက်ကောင်းလိုက်လားအဲ့လိုတော့ချစ်လိုက်လားအရင်တော့လူတွေအဲ့လိုပဲချစ်ချင်းမြတ်တာတွေကြီးမားကြလားမသိဘူးเนาะခုခေတ်တော့အဲ့လိုမျိုးတော့မရှိပါဘူးကျွန်တော်ကြားနေရတော့ဟိုလူကဟိုလူနဲ့ဖောက်ပြန်ပြန်ပြီဒီလူကဒီလူနဲ့ဖောက်ပြန်နေပြန်ပြီသိတယ်မလားဟိုအိမ်အောင်တဲ့လူကြီးနဲ့ဒီအပြိုကောင်မလေးနဲ့ပြီးလို့ရှိရင်ဟိုအိမ်အောင်တဲ့အန်တီနဲ့ဒီလူပြိုကောင်လေးနဲ့အဲ့ဒါကနိုင်ငံရခြားကိုသွားမိမကအမှပြီးမှကြံခဲ့ယောက်ျားနိုင်ငံသားမှာနေပြီးလို့ရှိရင်ဟိုဘက်မှာလည်းယောက်ျားကမြန်မာနိုင်ငံမှာနေခဲ့ပြီးတော့မိန်းမနိုင်ငံသားမှာနေနေတာတွေနဲ့နှစ်ယောက်တွေ့ပြီးတော့ဘာညာဇလန်းတွေဖြစ်နေတာတွေမကြားဘူးတဲ့နော်သူတို့ကြတော့လည်းကြည့်ချစ်တက်လိုက်တာနော်ဘဝ2000ချစ်တယ်တညတာတော့တညလို့တော့မထင်ဘူးတဲ့ ချစ်လိုက်ရတာချစ်စရာကောင်းလိုက်တာရှင် မင်းသားလို့မခေါ်ပါနဲ့လင်းသားလေးလို့ခေါ်ပါလားပြောတတ်ပါတော့ သွားလူတို့တောင်မျိုးကျော်တက်တယ် ပြောမလေးပြောမပြောသေးအမောကိုတဝက်ပြေးချင်းနေ ဟို ပြီ ရင်တော့ခေတ်ကမင်းသမီးတွေလိုပဲဒီလောက်ကလေးပဲသွားမယ် လောက်လေးပဲ နှစ်ပွင့်ပန်းတခိုင်သစ္စာမြိုင်မာတဲ့ချစ်ပန်းဆိုင်မောင်တော်ဖျား မမရေ မောင်လေး ချစ်မလားခွင် ချစ်မဖို့ကွယ် မြစ်တာထောင်းပါလား
တာထားမှာပေါ့ချစ်ဆုံးလေးရဲ့ ခဲလား တကယ်ပေါ့ ဒီရောလေး ဘာလို့ဖြစ်လိုက်တာတော့လို့ဘာလို့ဖြစ်လိုက်တာတော့လဲကောင်းကငါလည်းသိကျင်တယ်လေလို့ဘလို့ဖြစ်ပြီးအဲ့နိုင်ကပြတ်ပြီးတော့ဒီလိုရောက်သွားတော့လို့အာရွှေကျဲတယ်ကွာဒါအမတော်တော်လေးကက်ပြောနေတာငါကြားကျင်တာလို့ ချစ်မဖို့ကိုယ် မြစ်တာထောင်းပါလား မြတ်တာထားမှာပေါ့ချစ်ဆုံးလေးရဲ့ ခဲလား တကယ်ပေါ့ ဒီရောလေးနဲ့ဒီရောလေးချင်းချင်းပြောကြပြီချင်းငယ်ကလေးတွေချိုးချလေးတွေချင်းနဲ့ပြောကြပြီအော်ချစ်အောင်တတ်သွားရင်လည်းအားလုံးသုံးဆွဲလေးလူကြီးရောလေးနဲ့ဒီရောလေးချင်းနဲ့ပြောကြပြီချင်းငယ်ကလေးတွေချိုးချလေးတွေချင်းနဲ့ပြောကြပြီအော်ချစ်အောင်တတ်သွားရင်လည်းအားလုံးသုံးဆွဲလေးကိုချစ်တာတွေကဒီမြမကပါမင်းတို့ရဲ့နေလဲချစ်နေရလဲချစ်နေချစ်ချင်းငါချဲဦးမှာပဲ အပြုံးမင်းသားတို့စမ်းရင်မှုနဲ့မင်းတို့ရောလေးရေကြီးချမ်းမြောက်ဆိုပါလား တက်နေအောင်ပဲဟေးက မလေး မရဟုတ်ဒါပုံမူလေးနဲ့အခုကြည့်နေတဲ့လူတွေကျွန်တော်ရဲ့တကယ်ခံစားချက်ကိုကျွန်တော်ပြောချင်တာလေကျွန်တော်ဗာလဲဆိုတော့ကျွန်တော်ငယ်တုန်းကလေအဲ့ဒီဇက်ပွဲဆိုလို့ရှိရင်လုံးဝမကြည့်ချင်တာဗျလူတွေရဲ့စိတ်ကအသက်အရွယ်ကိုလိုက်မကြက်ပြစ်မှုပေါ်မှာမူတည်ပြီးတော့ပြောင်းနေတာတော့မသိဘူးဗျကျွန်တော်ငယ်တုန်းကအဲ့လိုတငယ်ချင်းအပေါင်းအသင်းနေဆရာပြပါဆိုအတော်တွေပေါ့နော်ဦးလေးတွေအဲ့လိုမျိုးတွားကြည့်ကြတယ်ဗျာတင်ပွဲတွားကြမယ်တော့ဘသူလာတယ်ဟောတင်မလားခေါင်းစိတ်ဝင်စားပွဲကြည့်ဖို့လည်းအာရုံလည်းမရဘူးဘာဖြစ်လို့အဲ့ပြီးလို့ရှိရင်ရုပ်ရှင်မှာဗျာကျွန်တော်တို့ခေတ်ကတော့မြောက်ရီတို့ MTV4 တို့ဒီကနေပြီးတော့ဒီဇက်ပွဲဘာညာတွေလာပြီဆိုလို့ရှိရင်လူရှင်တော်တွေပြက်မှာပဲကျွန်တော်ဝင်ကြည့်တယ်ပြီးလို့ရှိရင် stage show တွေဘာညာဆိုရင်ကြည့်တယ်ဗျာအဲ့လိုမျိုးမင်းသမီးတွေကယူစဉ်ဘလုံးမအောင်ခံစားလို့မရကြိုက်ကိုမကြိုက်တာလူရဟာပြင်းစရာကြီးလို့ထင်တာကွာစိတ်ထဲမှာတဖြည်းဖြည်းနဲ့ပဲဒီဇက်သပင်တွေကပဲလူတွေရဲ့အကြိုက်ကိုခင့်နဲ့လယ်လျောညီတွေဖြစ်အောင်ပဲတီထွင်ပြီးတော့ပြောင်းလဲလာတော့မသိဘူးဒီအခုအချိန်မှာနည်းနည်းဆိုင်းမူဗီဒီယိုတွေကြည့်ရတဲ့အချိန်မှာကြိုက်လာတယ်ကွာတင်မလားမိုက်တယ်ပါဇက်သပင်ဆိုတာလဲဒါကြည့်ရတာ feeling တစ်ခုရတယ်ဆိုတော့ခံစားမိတယ်ဒါကတော့ဒါကိုယ့်ရဲ့ကျွန်တော်ရဲ့တကယ်ရင်ထဲကခံစားချက်ကိုဒါအားလုံးပြန်ပြီးပြပြပေးတာပေါ့နော်နောက်တစ်ပုတ်သွားကြည့်အောင်ကျွန်တော်ရှာရတာကြီးဒီဟာပဲအပိုင်းနဲ့ကွာ၃ပိုင်းကျွန်တော်ကြိုက်တာတွေ့ထားတယ် ဘာကြောင့်လဲကြည် စမ်းရည်မိုးနဲ့ကေတုမတီဘုံမှာစုံတွဲနှစ်ပါးလေးသဘောကျကြတဲ့โอเคကဲဘုံမာလေးကိုကြည့်လိုက်ကြ ဖူးဖူးလေး လှလိုက်တာ လှလိုက်တာဝိုင်းဝိုင်းလေးဒါကြောင့်မလို့တင်စားခြင်းတယ် လို့တင်သားမလို့ညီလေး ချူပါပါမျက်နှာလေးကို တကယ်ကွာအသက်ကြီးอ่ะမိုက်တယ် ဝေးပါပါမျက်နှာလေးကိုဟေးကိုကြီးကိုကြောက်နေတာကိုကြီးကကြောက်စရာမဟုတ်ချစ်စရာလေ စစ်စရာလေးပါဟုတ်ပါ နေပါဦးမထီရဲကွာမေမေကမိန်းကလေးတွေကိုမထီအောင်လို့ပြောတယ် ကဲလှဆန်းပြောစမ်းဘကွေကပြောစမ်း ဟောကွာ16နှစ်ဆိုတော့ကြည့်မိရင်ခုန်ပြီးတော့တဲ့အိမ်အောင်ကြမှာဆိုလို့တဲ့ဟောပွားလေးတော့နည်းနည်းကြိုက်မယ်နော်ဟော စကြောက်နေဆိုကိုကြီးကကြီးလေးတဲ့တစ်နှစ်ကြီးရယ်ဆိုကိုကြီးဆက်ခုံနဲ့โอเคကြိုက်တယ်ကွာပြောတာပြောလက်ခံလဲဒါမျိုးကတော့ အသေးလေးကနှုတော့လေရင်ခုန်ပြီးမှဆိုလို့ အော် ဟုတ်တယ်ကျွန်တော်အမြဲတမ်းမှာကားစီးနဲ့3နှစ်ကြီးသွားတာရှူပါပါမျက်နှာလေးကိုလာပါမောင်ကြီးအားရကြောင့်ဘလို့ကြောင့်နောက်ကိုစုံနေတာတော့ သူကကိုယ်ကလည်းကချင်တာလေးညီလေး သူကကိုကြီးတို့နာကချင်တာကောင်းလာလားဒီဘေးလို့တစ်ချက်မှလုံးမခံထောက် ကက်လုံးရင်လည်းကြောက်လို့လေအကိုကိုကြောက်တာမဟုတ်ဘူး ဘယ်သူကိုတော့ ကိုမိသားစုတွေကိုကြောက်တာတိုင်းမကက်ရဘူး ကိုကြီးမိသားစုကလည်းချစ်စရာ ဆိုင်မူပန်ကောင်းမလေးတွေကိုကြောက်တာဟုတ်တယ်အန်ဒီရားတယ်ဘုံမကြီး ဝင်းပါပါမျက်နှာလေးကိုစာဖွေကမတင်ချင်တယ်မိုးရလဲစံပေထုံးနေမိုးရလဲမှာစံပေထုံးနေဘလို့တင်သားခြင်းလဲဆိုတော့လှပြီဝန်းနဲ့တူနေတယ် မြေဝင်လေးနဲ့တူနေရလား မိုးရလဲစံပေထုံးနေလှပြီဝန်းနဲ့တူလို့လာပါလေမောင်လာပြီဝန်းရဲ့ ကိုရေ ဟာ စစ်စရာကောင်းလိုက်လားကိုရေ ဟုတ်လား မိုးဝချစ်မိုးဝချစ်လိုက်တာ အော်မနေတတ်တော့ဘူး
အဲ့လီဒီတောင်ရှိကိုဇိုးဆက်ဆိုခတ်ပြီးတာတော့ तू အပိုင်ပဲဒါသူ့အကွက်ပဲဒါ तू တပိုင်ပဲနော်သူ့အပိုင်တစ်ကွက်ပဲဒါအဲ့တော့ तू လှုပ်လို့ तू ရှုပ်လို့တော့မရဘူးဒါကလနာကြပဲဇိုးဆက်ဘတ်ဆိုကောက်ကိုင်းနိုင်ကိုအတိနော်လွဲသွားတယ်ချော့သွားတယ်မရှိသေးဘူးဇိုင်းမို့ဒီကိုကတော့တောက်ရမ်းမိုက်တယ်နော်အဲ့ဒါတော့တကယ်သဘောကျတယ်တကယ်မိုက်တယ် ရှ िख ုံးသားနေမြန်လာပြီရခုံးသားနေမြန်လာပြီ မရေခုံးသား ရှ िख ုံးသားတော့ ဘာကြဘာည ဖိတ်ထိတ်လို့မမြည်ဘူး ဘလို့မြည်နေတာတော့ ဘူမဘူမဘူမ ရေခုံးသားတော့မရိုးရိုးမမြည်တော့ဘူးဖိတ်တိတ်လို့မမြည်တော့ဘူးဘုမလို့အဲ့လိုမြည်တာ ဟုတ်တယ် ရွှေချလေးရင်းနေခုံးနေတာခဏတော့ရွှေချလာပေါင်းငါလောက်မယ်ငါလောက်ညတော့ညမင်းရေခုံးသားအိုးမင်းရေခုံးသားကျတော့တစ်မျိုးဘလို့မြည်တော့ရှည်ဝေးတဲ့တက်တာ အမေယာကင်းနီမရီတမူလာတော်လေးဝဝင်တဲ့မိန်းမရေးမလေးဟောဒီပုံမလေးကိုပါထည့်လိုက်ပါတော်ငါးဝဝင်သားမှာပေါ့မောင်ရဲ့ တော့ငါ့ဝတော့ဝင်အောင်ပါ तू အမေယာကိန်းဒီမရီတန်မူလား ဟုတ်တယ်တွန်လေးဝဝင်တာ ဟာတက်တူလေးဝ တုံတေးဝနော်အမယာဂိတ်နီမရိသံဘူးလားဘိုမရဲ့ပေါ့နော်တော်ငါးဝါမဟုတ်တော့နော်တွန်တေးဝပါရောက်သွားတယ်ပဲကြာလို့ခရမ်းသုံးဝါတော့ပါတော့ မိန်းမရေးမလေးဟောဒီပုံမလေးကိုပါထည့်လိုက်ပါတော်ငါးဝဝင်သားမှာပေါ့မောင်ရဲ့ တော့ငါ့ဝတော့ဝင်အောင်ပါ तू အမေယာကိန်းဒီမရီတန်မူလား ဟုတ်တယ်တွန်လေးဝဝင်တာ ဟာတက်တူလေးဝနေဝင်တူဒီပေါ်မှာ ထည့်လိုက်တော့တော်ငါးဝဝင် တော်ငါးဝဝင်နိုးမြဖြစ်နေမထားနိုင်ဘူးမထားနိုင်ဘူး ဘာဖြစ်လို့တော့ အမေယာကိန်းဒီမရီတန်မူလားတဲ့အချစ်ပိုတဲ့ကေတုမရီပုံမလေးကိုလေအမေယာကိန်းဒီမရီတန်မူလားတဲ့ကိုပို့ပြီးတော့ထားခြင်းလေလို့ ဟုတ်ပါပြီမောင်ကြီးရဲ့လင်မော့လို့မရကူကြားလူနဲ့မဆိုင်မောင် ငါလာလွားလာမဆိုင်မဆိုင်မောင်ငါလည်းမဆိုင်ဘူးဆိုတော့တည်တယ်ငါတက်ချောင်းမြင်လို့လာတာ လင်ကောလို့မရကူကုပါအောင် ရပြေးတော့ကြာပါကလည်းကိပါစီရဒါတော့ပွဲထဲမှာတော့ကြည့်ရမို့နော်ပွဲထဲမှာတော့ကြည့်ရမို့ကြည့်တော့ဘောဟောကြည့်အဲ့လောက်ကြီးနေ ခုနကတချင်တိုက်တာကိုမေ့သွားပြီ ရညွှန်းလေးရဲတင်းလို့အလုပ်သဘောရအကောခေါ်လို့ငါးပြီဘူးလို့ မင်းတို့လည်း လူပြည်ရောနတ်ပြည်ရောချင်းနဲ့မကင်းတတ်တော်အားလားအဲ့ဒါမလားလူပြည်ရောလေနတ်ပြည်ရောလေချင်းနဲ့ပြောကြပြီချင်းနဲ့ဒီချိုးတယ်လေးအချင်းနဲ့ပြောကြပြီအော်ချင်းဟာတတ်တော်ရင်လေအားလုံးစေလူပြည်ရောလေနတ်ပြည်ရောလေချင်းနဲ့ပြောကြပြီချင်းနဲ့ကလေးလေးချိုးတယ်လေးချင်းနဲ့ပြောကြပြီအော်ချင်းဟာတတ်တော်ရင်လေအားလုံးစေပုဂ္ဂိုလ်ချစ်တော်ရင်ဒီရမကပါမင်းတို့ရဲ့ဒီလေးချင်းနေရလဲချင်းနေချစ်ချင်းကချေဦးပါပြီလေ ပြုံးမေးလာတော့လေးစမ်းရင်မနေကေတုမရီဘုံမဆုံရလားလို့ချစ်ချာလေး ဟုတ်ပါ ဟေးတော်များနေတယ်ဗောနော်မြူးတယ် ဘလောက်လာတော့ဘလောက်ချက်တဲ့ရှိတော့ ကြားတာပေါ့ ကြည်စား စောနာက ပြပြ ဒီလောက်ဘာလို့ ညဘယ်လိုဖြစ်တာတော့ ဘာဖြစ်လို့ ဘုံမ အော်အရေးရဲခုံနေပါပြီဟုတ်ပါစောနာတင်စားသွားတွေ့တယ်မလားမင်းသားမင်းသမီးတင်စားသွားတာဗါလေအမေယာကိန်းဒီမဒီတန်ပူလာဟုတ်တယ်တော်လေးဝရှောင်းလေ ဟောပြီးသွားပြီကွာဟုတ်ကွာငါအစားဆုံးကြည့်နေတယ်ကွာသိရမလားဒီနှစ်ပါးကိုလေတော်မိုက်တယ်နော်သူတို့3ယောက်နော်ကြီးချမ်းမြရယ်ဘိုမရယ်နော်အဲ့တော့2ယောက်ပါတဲ့ဟာပါကျွန်တော်တို့ကြည့်ကြ အဲ့ဒါကြီးရတယ်မင်းသားခြေလန်းစိတ်လို့ပေါ့နော်ခြေလန်းသာကျဲလို့ရှိရင်ရှေ့ရထုံရည်ဒီနားလာဘယ်လိုခေါ်ရလဲအဲ့ဒီဟာကိုတက်နေပြီမှာကျဲသေးတယ်ဒီကိစ္စလည်းမပေါ့တော့မပေါ့ဘူးနော်ဘရောလောဘရူးတော့ကားတော့မရရှော့ရှိပဲဒါဒါဆိုရင်တကူကူပဲဒီလိုအောက်ကနေပေးလိုက်တဲ့အချိန်မှာဘုံမရွက်တာကြီးပြုံးပြီးဖြစ်သွားတယ်ဆိုတကူကူပဲသွားဆမ်းပြီးနေတူတယ်ဟေး AI ဒါအစစ်မှန်မဟုတ်ဘူးဒါအမှန်မဟုတ်ဒါ AI ဘုံမမျက်နှာအဲ့လိုရုပ်ပြောင်းသွားဆိုလို့ရှိရင်တကူကူတော့သွားပြီးတော့ထိမိကြိုင်ပြီးသားပြီးနေတူတယ် အေးလားအေးတော့တကယ်မဟုတ်ဘူး အမလေး
ကြီးတာကျ အမလေးဦးတော်တက်အမလေးမဟုတ်စိတ်မူကြီးမူမနေ့ကလေကြည့်တဲ့ဟာတာကအခုမှရှိဖို့တတိယလို့ရှိတယ်အဲ့တော့ရှိရတဲ့မင်းသားလေငါပြောမှာပေါ့ ဟိုညီလေးတို့တော့ပါလားအကိုတို့အဲ့ကဖို့တော့လေဘုံမနဲ့ဒီရမ်းမြနဲ့ကိုဒရစ်သွေးမကပါလားညီလေးပလင်းကြီးချိန်လိုက်မယ်တို့နှစ်ယောက်ကို အရှူရင်တိုက်လိုက် အကို sorry ပါအကိုကလည်းမတိုင်မင်မဲနဲ့တက်ပြတော့ဖင်း ဟုတ်လေဘယ်လိုကြီးတော့ပြောခေါင်းတက်လာအောင်ပြောလေညီစကားဘယ်လိုကြီးညီစကား တိုင်မင်မဲနဲ့ခုံတက်ပလိုက်တော့လေ sorry ပါဖင်းနိုင်တယ်လို့ဖြစ်တော့ ဟော ဟိုလေဒီเจ้าညာစင်အောက်ရောက်မှာအေးသေးသေးညှိနေနိုင်ပြောလို့ရလေတည်ရမလားအောက်ရောက်တော့မှာအကို sorry ပါကိုကလည်းကျုံမပြောတော့တည်ရမလားမတော်တော့ထိမိတိုင်းပြီးသွားတယ်ကိုင်းပြီးသွားတယ်ပေါ့ကွာအဲ့လိုပြောရတယ်လေဘလို့ဖြစ်လို့မိုက်ကြီးကကိုင်းပြောပြတာကွာလူမသိမှစိုးလို့နဲ့တူတယ် ရှင်းပါဟုတ်တယ်မလား ရှင်းသွားတော့ ဒါပဲအဲ့ကိစ္စကိုငါရှင်းမယ်ခဏလေးညီလည်းပြန်ဟောလက်သက်ရရှင်းရဆိုင်မိုးမင်းဘောမတွေ့ရစီရပဲ ညီမလေးရှက်လိုက်တာမျက်နှာပဲထားလို့ထားရမြဲကိုမတည်ဘူး ရှက်လို့ပဲရှက်လိုက်လို့ပြလားဟေးအမေလို့ အကြလေး ဘလို့တော့အမျိုးသားတက်ရုံအစိုးရအမျိုးသားတက်ရုံမျိုးသားတက်ရုံ လို့လေခဏတော့ဖင်လိုက်မိလို့ဟုတ်ပါဘူးဟိုမထင်မှတ်ဘဲနဲ့တက်မိလို့ သိပြီွားလေတော့စ တီမီလို့ အစီတမောင်ညီမလေးရဲ့တလား discord ပြသွား ရှက်သွားတယ် squire လေးပြတာ လွတ်ချလိုက်တကယ်တမ်းကျတော့မမလည်းနိုင်တယ်အားရှိတယ် ဟုတ်လားနိုင်လို့လားညီလေး နိုင်တယ်မလားနေရလို့ဟိုနေရလို့နိုင်တယ်မလားအခုဒီချိန်မှတာဘာမှဖြစ်ဘူးနော်ခေါင်းဆောင်မင်းသားကတဲ့ချိန်ကျအဲ့လိုမမားစင်နဲ့ ဟောဝတ်တော့ကြီး အာရစ်ဆက်လိုက်တယ်မမတကယ်တမ်းနိုင်တယ်နည်းနည်းလေးထောက်ပေးတာကျွန်တော်ရအောင်တက်မယ် ဟုတ်လေကြားလေးပဲ ဟို तू ကလည်းမမှတ်ဘူးနော်ကိုတကတစ်ချိန်လဲအဆိုင်ခံပြီးသွားပြီအဆိုင်ခံပြီးသွားပြီ तू ကအဲ့ဒါကိုထပ်ပြီးတက်အောင်မအော် ဟုတ်ထားပြီလား ဘာတွေပြောနေရလဲကောင်းလေးနိုင်ပါတယ် ကိုကြီးဟိုနောက်နဲ့ဒီတက်ထဲမလုံးနဲ့ဆိုလည်းမလုံးပါဘူးကိုဝင်နေတော့ကိုကြီးကိုညာမတိုက်ပါဘူးနဲ့နောက်ကနေထောက်ပေးလိုက်တယ်ခဏနေကြားကံမယ်မင်းသမီးနှစ်ယောက်ကြားကံမယ်ဟုတ်ပြီလာပြီဟုတ်ပြီအစင်းနဲ့1 2 3 1 2 3နိုင်ပါတယ်အေးစေးပါ နိုင်ပါတယ် ဒါ အဲ့လိုပုံရိုက်မလို့ အော်တော့ရိုက်ပြီးတော့ ဟုတ် ငါတိတယ်ဒါမှမင်းသမီးနှစ်ယောက်ကိုလက်စင်ပေးနေမင်းသမီးနှစ်ယောက်ကိုကွိုင်းရှာနေပြီဟိုရဲကကြည့်တဲ့ဗီဒီယိုထဲမှာလည်းနော်ကိုလာကျော်လာသူခြီခိုင်းတာလည်းပြီးလေပြီးအောက်ကနေကျမလေးတွေကဘာကိုကိုပြစ်ဒီမှာကိုကိုလွတ်မချနဲ့ခြီတာပွေတာတဲ့ဆိုပြီးတော့မှွေတာနော်တက်ပုံရိုက်တာအဲ့ကွာပဲမင်းသမီးနှစ်ယောက်ကတော့မကြည့်ရော အဲ့လေ ဘာမှမရိုက်ဘူးနော် ဖုံးကြံတာလား อืม တောင်းတကုံမှာ ခွင်ကြတယ် မရတော့ဘူးတို့မင်းသမီးနှစ်ယောက်ကကြာလေးတိုင်းမခံနိုင်ဘူးကျမကြီးတိမ်မကောင်း မမ ဘာပြောလဲ အေးကွာနော်ဒီအားလေးကဘယ်လိုပြောရမလဲကတာလေးကလည်းချစ်ဖို့ကောင်းတယ်ကွာသိရမလားတချင်းဆိုတာတွေကလည်းအတန်လေးနဲ့မန်ပါပြီးတော့မြိုင်တယ်ကွာလို့ဆိုတော့လေအစားဆုံးလေးကြီးရရိုက်အစားဆုံးလေးသာကြည့်ရရလို့ရှိရင်မိုက်မယ်နော် share ပဲနေမှာပဲအခုကတော့ကိုကကျွန်တော်လေးရှာလို့ရတဲ့တော့လေအပိုင်းပိုင်းလေးတွေပဲခြာလို့တွေ့ထားတာမှာဒီဟာလေးတွေကနည်းနည်းရှည်တာလေးဆိုတော့ကွာအပိုင်းပိုင်းလေးတော့ကြည့်တယ်ကွာဒါပေမဲ့အတူလေးကြာကြည့်ရတာမှုပိုပြတ်တယ်အဲ့လိုအပိုင်းရှည်လေးကြည့်ရတာပို့ပြီးတော့မှုကပိုကောင်းတယ်လေအဲ့လိုဆိုတဲ့အခါကျတော့ကျွန်တော်ရှာလို့ရတဲ့လောက်လေးကျွန်တော်ရှာထားတယ်ပေါ့နော်ဒါပေမဲ့ဒီဟာကိုပဲဒီနှစ်ပါးသားကိုပဲအစားအဆုံးရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ပို့ပြီးလို့ရကျွန်တော်ပြန်လို့ဦးမှာ reaction ကျွန်တော်ဒါပြန်လို့ဦးမှာဘာလို့လဲဆိုတော့ကျွန်တော်ကြည်ကျင်သေးတယ်အစားအဆုံးလေအဲ့ကျွန်တော်ကိုယ်တိုင်လည်းပြန်ပြီးတော့ကြည့်ကျင်တယ်အဲ့တော့ကျွန်တော်ဗီဒီယိုကိုကြည့်ရတဲ့အစားအဆုံးလေးကိုကျွန်တော်လည်းဒီလိုကြည့်ကျင်ပါတော့ကျွန်တော်ယုံကြည်တယ်လေအဲ့လိုဆိုတော့အစားအဆုံးဗီဒီယိုလေးတွေကို line ပေါ်မှာပဲဖြစ်ရိုက်ထားလေးရှိတယ်ပဲဖြစ်ကျွန်တော်ပို့ပေးလို့ရကျွန်တော်ပြန်ပြီးတော့ပို့ပေးတာရှိလို့ရှိရင်ကျွန်တော်ပြန်ပြီးတော့ review လုပ်ပြပါမယ်နော်ဒီနေ့တော့ကျွန်တော်တောင်းနေပဲရက်ချင်ပါကျွန်တော်ကတော့ A2 Urban ကကိုယ်ဆက်ပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်